ထိုသူသည်သူ၏ခွဲမျက်စိကိုအသက်သွင်းလိုက်သည်မြေပြင်ပေါ်ကကြောက်တုံးတွေထဲမှထိတ်တန်းအဆင့်ကြောက်စိမ်းတစ်လုံးဝက်ထားတာကိုသူတွေ့ရှိခဲ့တယ်ထိုလူကချက်ချင်းပင်ဈေးသည်အားဈေးနှုန်းအကြောင်းမေးလိုက်သည်ရောင်းချသူကရင်းတို့အားလုံးသည်ချို့ယွင်းချက်ရှိသောထုတ်ကုန်များဟုထင်ခဲ့သည်သူကအဲ့ဓာတွေကိုအဲ့ဒီလူကိုဒေါ်လာ100နဲ့ရောင်းလိုက်တယ်ချမ်းသာတဲ့လူငယ်တစ်ယောက်ကအဲ့ဒီလူကိုစင်းရဲတယ်လို့လှောင်ပြောင်ခဲ့တယ်သူကအဲ့ဒီလူဟာဒီလိုချို့ယွင်းနေတဲ့ကြောက်တွေကိုပဲဝယ်နိုင်မယ်လို့ထင်ခဲ့တယ်ထိုလူကသူ့ကိုလစ်လျူရှုလိုက်သည်သူကကြောက်စိမ်းကိုလှိဖွင့်ပေးဖို့ရောင်းချသူကိုပြောပေမဲ့အထဲမှာကြောက်စိမ်းမရှိဘူးလူတိုင်းကထိုလူကိုရေမောလိုက်ကြတယ်ရောင်းချသူကကြောက်တုံးကိုထက်ချမ်းခွဲပြန်ပေမဲ့ဒီမှာကြောက်စိမ်းကိုရှာမတွေ့သေးပါဘူးရောင်းချသူကနောက်ဆုံးအကြိမ်လှိဖြတ်မှသာအထဲမှာအကောင်းဆုံးကြောက်စိမ်းကိုတွေ့လိုက်ရလို့အံ့အားသင့်သွားပေမဲ့ရောင်းချသူကကြောက်စိမ်းကိုလဲလှယ်ပေးခဲ့ပါတယ်သူကထိုလူကိုကြောက်ထဲမှာကြောက်စိမ်းမရှိဘူးလို့ပြောလိုက်တယ်ထိုသူသည်သူ၏ဓာတ်မှန်မြင်ကွင်းမှားယွင်းမည်မဟုတ်ဟုခိုင်မာစွာယုံကြည်ခဲ့သည်သူကရောင်းချသူကိုတကယ်ကြောက်စိမ်းကိုဝှက်ထားတယ်လို့ဆွဆွဲခဲ့တယ်ရောင်းသူကဒေါသတကြီးနဲ့သူ့ကိုညှင်းလိုက်တယ်ချမ်းသာတဲ့လူငယ်ကအဲ့ဒီလူကိုလှောင်ပြောင်ပြီးဒီလိုကြောက်တုံးထဲမှာကြောက်စိမ်းမရှိနိုင်ဘူးလို့ပြောခဲ့တယ်ထိုလူကဒေါသတကြီးဖြင့်သူ့ကိုအလောင်းစားတစ်ခုစိန်ခေါ်လိုက်သည်ရှုံးနေသူကဒူးထောက်ပြီးတောင်းပန်ရလိမ့်မယ်နှစ်ယောက်သားကြောက်တုံးတွေကိုမြင်မြင်ရွေးလိုက်ကြတယ်ထိုသူကဈေးပေါ်သောကြောက်တလုံးကိုရွေးချယ်ခဲ့ပြီးချမ်းသာသောလူငယ်ကဈေးကြီးသောကြောက်တလုံးကိုရွေးချယ်ခဲ့သည်ချမ်းသာတဲ့လူငယ်လေးကဈေးတွေကိုသူ့ရဲ့ကြောက်တုံးကိုအရင်လေးဖို့ပြောလိုက်တယ်ရောင်းချသူကကြောက်စိမ်းကိုလှိဖြတ်လိုက်တဲ့အခါထဲမှာကြောက်စိမ်းတကယ်ရှိနေပြီးဒေါ်လာ900သူညတန်ဖိုးရှိပါတယ်အခြားသူများကချမ်းသာသောလူငယ်ကိုချီးကျူးကြသည်ချမ်းသာတဲ့လူငယ်ကအဲ့ဒီလူကိုချက်ချင်းဒူးထောက်ဖို့တောင်းဆိုလိုက်တယ်ထိုသူကရောင်းချသူအားသူရွေးချယ်ထားသောကြောက်ကိုလှိဖြတ်ရန်တောင်းဆိုခဲ့သည်ဒီတစ်ခါတော့သူကအများပြည်သူရှေ့မှာလှိဖြတ်ဖို့အတင်းကျပ်တောင်းဆိုခဲ့ပါတယ်ရောင်းချသူမှာသဘောတူရန်မှလွဲ၍အခြားရွေးချယ်စရာမရှိခဲ့ပါပထမဆုံးလှိဖြတ်ပြီးနောက်အထဲမှာကြောက်စိမ်းမရှိတော့ပါဘူးဒီဖြစ်ကြောင့်လူတိုင်းကသူ့ကိုရေမောခဲ့ကြတယ်ထိုသူကကြောက်တုံးကိုဆက်လီးရန်ရောင်းချသူအားတောင်းဆိုခဲ့သည်ရောင်းချသူကနောက်တစ်ကြိမ်လှိဖြတ်သောအခါအဖိုးတန်ဆုံးကြောက်စိမ်းကိုတွေ့ရှိခဲ့လေသည်ဒီကြောက်စိမ်းကအနည်းဆုံးဒေါ်လာတန်း30တန်တာကြောင့်လူတိုင်းကစကားတခွန်းမှမပြောနိုင်လောက်အောင်အံ့အားသင့်သွားကြတယ်